ကျမကသူနာပြုဆရာမပါလူနာရဲ့အောက်ဆီဂျင်ပိုက်ကိုညင်သာစွာညှစ်လိုက်ပြီးအဖိုးကြီးရဲ့မျက်နှာညှိုးငယ်သွားတာကိုကြည့်လိုက်တယ်ကျင်းနဲ့အားရစွာပြုံးလိုက်တယ်မကြခင်မှာပဲအဖိုးကြီးအသက်ရှူရက်သွားတယ်ကျမထိတ်လန့်ဟန်ဆောင်ပြီးစင်ကြံထဲကိုအပြေးဝင်သွားပြီးဆရာဝန်ကိုအော်ဟစ်ခေါ်လိုက်တယ်ဆေးအဖွဲရောက်လာတယ်အဖွားကြီးကိုကယ်တင်ဖို့စူးစမ်းနေတဲ့အဖွားကြီးကိုပြုံးပြီးရက်နေတယ်အမျိုးသမီးဆရာဝန်ကကျမရဲ့ထူးဆန်းတဲ့အပြုံးကိုသတိထားမိတယ်အံ့ဩစရာကောင်းတာကအဖွားကြီးကအသက်ရှင်ကျန်ရစ်ခဲ့တယ်ကျမကိုမှတ်မိသွားမှဆိုလို့ဆေးရုံကနေချက်ချင်းထွက်လိုက်တယ်ကျမရဲ့ကိုရေးရာဇဝင်ကိုချက်ချင်းတုလုပ်ပြီးချမ်းသာတဲ့မိသားစုတစုမှာမတန်ဆွမ်းသားကိုပြုစုစောင့်ရှောက်ဖို့သူနာပြုဆရာမအဖြစ်အလုပ်ရခဲ့တယ်ကျမရဲ့တကယ့်အစီအစဉ်ကမိသားစုတွေကိုခိုးဝင်ပြီးနောက်ဆုံးမှာဇနီးကိုအစားထိုးပြီးအိမ်အောင်ဘက်အစ်စ်ဖြစ်လာဖို့ပဲကျမကကောင်လေးကိုကောင်းကောင်းဂရုစိုက်ပေးခဲ့ပြီးသူကကျမကိုသဘောကျသွားတယ်ဒါပေမဲ့တနေ့မှာတော့အိမ်ရှင်မကကျမကိုလွတ်ပေးဖို့ပြောနေတာကိုကြားလိုက်ရတော့ကောင်လေးရဲ့ချိုင်းထောက်ကိုတမင်တကာဖျက်ဆီးမိလို့လဲကျပြီးဒဏ်ရာရသွားတယ်အဖွားကြီးကအပြေးလွှားရောက်လာတော့ကျမကိုစူပူပေမဲ့ကောင်လေးကကျမအမှားမဟုတ်ဘူးလို့အတင်းပြောနေတယ်ဒီအဖြစ်အပျက်ကကျမကိုဂရုမစိုက်တော့ဘူးလို့ထင်ခဲ့တယ်အဲ့ဒီအမျိုးသမီးကအိတ်မပျော်တဲ့ယောဂခံစားနေရတာကိုကျမသတိထားမိလို့နေတိုင်းလက်ဖက်ရည်ဖြော်ပြီးအိတ်ပျော်စေမယ်လို့ပြောခဲ့တယ်။သူမသိတာကကျမကတဖြည်းဖြည်းနဲ့သူမကိုအိတ်ငိုက်စေပြီးနောက်ဆုံးမှတေးစေနိုင်နေဆိုတာပါပဲ။ဒါပေမဲ့တနေ့မှမိသားစုဆရာဝန်ကမမျှော်လင့်ပဲအိမ်ကိုဖုန်းဆက်လာတယ်။ကျမရဲ့အစိတ်ခတ်မဲ့အစီအစဉ်ကိုဖော်ထုတ်မှဆိုလို့နောက်တစ်ခါပြန်လာဖို့လိန်ပြောလိုက်တယ်။သူထွက်သွားတော့မယ့်အချိန်မှာဆရာဝန်ကကျမကိုရုတ်တရက်ရင်းနှီးနေတယ်လို့ပြောတယ်။ကျမကသူ့ကိုမသိဘူးလို့ညင်းခဲ့ပေမဲ့လုံခြုံအောင်သူတည်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီညမှာသူ့အိမ်ကိုသွားပြီးအရေးတကြီးဆွေးနွေးစရာကိစ္စရှိတယ်လို့ဟန်ဆောင်လိုက်တယ်။အိမ်ထဲဝင်ပြီးတဲ့နောက်ဆရာဝန်နောက်ကိုခိုးဝင်ပြီးအစိတ်ထိုးလိုက်တယ်။ဆရာဝန်ကကျမကိုထိတ်လန့်တကြားစိုက်ကြည့်နေတယ်။သူ့မျက်နှာမှာမှတ်မိတဲ့အရေးအယောင်တွေပြန့်နှံ့သွားတယ်။သူမှတ်မိသွားတယ်။အဖွားအိုကိုတတ်ဖို့စူးစမ်းခဲ့တဲ့သူနာပြုကကျမပဲဒါပေမဲ့နောက်ကျသွားပြီးဆရာဝန်ကဝေဒနာခံစားနေရပြီးတိတ်ဆုံးသွားတယ်။ဆေးအလွန်ကြုံတောက်ထားသလိုထင်ရအောင်ဆေးထိုးအပ်ကိုနေရာမှာထားခဲ့တယ်။နောက်တစ်နေ့မှာအမျိုးသမီးရဲ့အကောင်းဆုံးတငယ်ချင်းကဒီဇိုင်းပုံကျန်းတွေလာပို့တယ်။သူမကမတော်တဆဖြော်ရည်ခွက်တစ်ခွက်ကိုတိုက်မိပြီးယောက်ျားရဲ့ရှက်အင်ဂျီပေါ်ဖိတ်ကျသွားခဲ့တယ်။သူကသူ့ရှက်အင်ဂျီကိုချက်ချင်းချွတ်လိုက်တော့ကျမကသူ့ရဲ့ခန္ဓာကိုယ်ကိုအပြည့်အဝဆွဲလန်းသွားမိတယ်။သူ့အဝတ်စားတွေကိုအမြန်လျှော်ပေးမယ်လို့ကမ်းလှမ်းလိုက်တယ်။အမျိုးသမီးရဲ့တငယ်ချင်းကကျမနောက်ကိုအဝတ်လျှော်ခန်းအထိလိုက်လာပြီးကျမကိုဖမ်းမိသွားတယ်။ကျမကရှက်အင်ဂျီကိုမျက်နှာနားမြောက်ပြီးသူ့ရဲ့နှံကိုရှူရှိုက်လိုက်တယ်။နောက်ပိုင်းမှာကျမတို့နှစ်ယောက်တည်းအိမ်မှာရှိနေတော့တငယ်ချင်းကကျမကိုရင်ဆိုင်တယ်။သူ့တငယ်ချင်းရဲ့အိမ်ရှင်မနေရာကိုမယူဖို့တတိပေးတယ်။မဟုတ်ရင်ကျမရဲ့ထူးဆန်းတဲ့အပြုအမူကိုလူတိုင်းကိုပြောပြလိမ့်မယ်။ပြီးတော့သူမလှည့်ထွက်သွားတယ်။ဒီမျိုးသမီးကကျမရဲ့အစီအစဉ်အတွက်ချင်းချောက်မှုကြီးတစ်ခုဖြစ်နေတယ်ဆိုတာကျမသဘောပေါက်လိုက်တယ်။ဒါနဲ့ဖန်မလင်းတစ်လုံးကိုယူပြီးနောက်ကနေတိတ်တိတ်လေးလိုက်လာခဲ့တယ်။